ရှင်ဒီနေ့ကကျမလှူစားခဲ့တဲ့ပဇွန်ဆူရှီထမင်းလေးလုံနီးလေးကိုကျမပြန်ပြီးတော့မျှဝေပေးလိုက်ပါတယ်ရှင်ကျမဥစွာပဇွန်လေးတွေကိုကျမကရေတက်စင်အောင်ဆေးပြီးတော့အမီလေးတွေကိုကျမချွတ်ပေးပါတယ်ပြီးရင်တော့ကျမကဒီပဇွန်အသားလေးတွေကိုနှုတ်လေးတွေဆင်းပြီးတော့ဓာတ်နဲ့ပေါ့နော်စင်ကောလေးကောတာပေါ့နော်အဲ့လိုမျိုးလေးလုပ်ပေးပါတယ်အကယ်၍ဓာတ်နဲ့အဲ့လိုမလုပ်ဘူးဆိုရင်လည်းအသားကျိတ်ဆက်နဲ့ကျိတ်လဲရပါတယ်ရှင်အသားလေးတွေညက်အောင်တောက်ဆင်းပြီးသွားပြီဆိုရင်တော့အဲ့ဒါလေးကိုကျမကငရုတ်ကောင်းမုံရဲ့အသားမုံလေးအနှဲငယ်နဲ့စားလေးအနှဲငယ်နဲ့ကျမကနှဲပေးပါတယ်ရှင်အဲ့လိုနှက်ထားတော့မှကျမကထမင်းပူပူလေးကိုလိပ်ပေးပါတယ်ထမင်းလေးကပူပူလေးမှပို့ပြီးတော့အဆင်ပြေပါတယ်ရှင်ထမင်းလေးကပူနေမှလေးရတာလဲပို့ပြီးတော့အဆင်ပြေပါတယ်ထမင်းလေးကိုတခြားလေးအခုလိုမျိုးရိုးလေးဖြစ်အောင်လိပ်ပြီးပြီဆိုရင်တော့ဓာတ်လေးနဲ့လှီးပါမယ်ဓာတ်လေးနဲ့အရွယ်တော့အတုံးလေးတွေလှီးပြီးတဲ့အခါမှာအခုလိုမျိုးအတုံးလေးတွေရပြီဆိုရင်တော့အဲ့အတုံးလေးတွေကိုကျမကစီနဲ့ကြော်ပါမယ်စီအိုးထဲမှာစီတခြားများလေးပေါ့နော်ဒီအတုံးလေးတွေမြုပ်လောက်အောင်ထည့်ပြီးတော့စီများလေးနဲ့စီအိုးပွက်လာပြီဆိုရင်ထမင်းလိပ်ကလေးတွေကိုထည့်ပြီးတော့ကြော်ပါမယ်ရှင်ထမင်းလေးတွေကြော်ပြီးလို့ရှိရင်တော့ဆယ်ထားပါမယ်အဲ့ဒီအိုးထဲမှာစီတွေကိုဖယ်ပြီးတော့ထောပတ်လေးအနည်းငယ်နဲ့ cheese လေးနှစ်ပြားကိုကျွန်မထည့်ပါတယ်ဘာကာ cheese လေးနှစ်ပြားကိုသုံးပါတယ်ပြီးရင်တော့ခုနကတောက်ဆင်းထားတဲ့ပဇွန်လေးတွေကိုကျွန်မထည့်ပေးပါတယ်လုံးပေးပါတယ်တအားလောက်မှွေထားပြီးတဲ့အခါမှာပဇွန်လေးတွေကအယောင်ပြောင်းလာပြီးတော့ကျက်လာပါပြီအဲ့အခါမှာခရမ်းညင်သည့်အနှစ်ပူတွေကအနှစ်ကလေးတွေကိုကျွန်မသုံးစွန်းခတ်ထည့်ပြီးတော့မှွေပေးပါတယ်ခဏလောက်ကြာပြီဆိုရင်တော့ပန်းကော်ဖီစိမ်းလေးအနည်းငယ်ရယ်နောက်ပြီးတော့မုံလာဥနီလေးအနည်းငယ်နဲ့ပန်းသီးလေးတစ်စိတ်ခန့်ကိုကျွန်မကဘလန်ဒါထဲမှာရေလေးနည်းငယ်ထည့်ပြီးတော့ဖြောထားတာရှိပါတယ်အဲ့ဒီအနှစ်ကလေးကိုကျွန်မထည့်ပြီးတော့လုံးပြီးတော့မှွေပေးပါတယ်ရှင်အားလုံးကိုတေချာတမအောင်ရောမှွေပြီးတော့ငရုတ်ကောင်းမုံကလေးအနည်းငယ်လေးထည့်ပေးပါတယ်လိုအပ်ရင်တော့အရသာမုံကလေးစားလေးကိုစိတ်ကြိုက်ထည့်ပေးလို့ရပါတယ်ရှင်အားလောက်ကြာပြီဆိုရင်တော့အနှစ်ကလေးကရေလေးတွေလည်းခမ်းပြီးတော့ပြစ်ကလေးဖြစ်လာပြီးအနှစ်ကလေးကကျက်သွားပါပြီအခါမှာပဇွန်အနှစ်ကလေးကိုကျမကခုနကကြော်ထားတဲ့ထမင်းလိပ်ကလေးပေါ်မှာတင်ပေးပါတယ်ပြီးရင်တော့စားသုံးဖို့အဆင်သင့်ဖြစ်ပါပြီရှင်စားတဲ့အခါမှာတော့ထမင်းလိပ်ကလေးကလည်းကျွတ်ကလေးနဲ့စားလို့အရန်ကောင်းပြီးတော့ပဇွန်ဟင်းအနှစ်ကလေးကလည်းအရန်ကိုချိုးဤပြီးစိတ်နေပါတယ်အရန်ကိုစားလို့ကောင်းပါတယ်ရှင်လို့ရန်ကိုစားလို့ကောင်းတဲ့ပဇွန်ဆူရှီထမင်းလိပ်ကလေးကိုကျမကအမဲသားရင်းညှိဟင်းကျူလေးနဲ့တွဲဖက်ပြီးစားသုံးခဲ့ပါတယ်မိတ်ဆွေတို့လည်းခုလိုမျိုးစားလို့ကောင်းတဲ့ထမင်းလိပ်ကလေးကိုလှူစားကြည့်ကြပါနော်